မောင်လေးခဏအမမေကွန်းလေးနည်းနည်းလောက်မေးချင်လို့ရလားညီမောင်လေးမောင်လေးရဲ့နာမည်လေးကိုမအောင်မိတ်ဆက်ပေးပါအောင်ကျွန်တော်နာမည်ကမင်းမင်းခန့်ဆိုဗျာခမင်းထပါလေမမလေးနာမည်ကတော့ရုံးဝလေးလေးမှာဘယ်မျိုးကနေလာလဲမသိစကိုင်းတိုင်းမော်မျိုးကနေပြီးမှလာတာပါမမလေးစကိုင်းကနေလာပြီးတော့တက်တာပါရမဲတင်းမျိုးကလာရမဲတင်းက LBU ရောဘယ်ကနေစသိရလဲမသိဘူး LBU တော့ Facebook ကနေတော့စပြီးတော့သိရရှင်ကျွန်တော် LBU စသိတာ TikTok ကနေပဲစသိခဲ့ကျွန်တော် Instagram ကနေသိရတယ်နေကနေလာတက်ရတာဆိုတော့မောင်လေးဒီမှာပေါ့နော်ဒီမှာနေတာထိုင်တာသွားရလာတာတွေနဲ့ပတ်သက်ပြီးတော့ခါကျတော့ဒီပေါ့နော်ဘလို့တွေအခက်ခဲလေးရှိလဲနောက်ပြီးတော့ခါကျအမတို့ဒီ LBU ကနေပြီးတော့လဲမောင်လေးကိုပေါ့နော်ဘလို့တွေကူညီပေးလဲ support ပေးလဲဆိုတာလေးကိုလဲတစ်ချက်လောက်မအောင်ဖြစ်ပေးပါအောင်အခက်ခဲကတော့မရှိပါဘူးဗျာ LBU ကနေပြီးမှကျွန်တော်အဆောင်ရောအရာလို့စသအရာစီစဉ်ပေးရတဲ့အကုန်အဆင်ပြေပါရဲ့ဗျ LBU စပြီးတော့ဒီ campus မှာလာပြီးစုံစမ်းလိုက်တဲ့အခါမှာမညီမလေးနေရပေါ့နော်နေရဆိုပြပြတဲ့အချိန်မှာသူကနေပေါ့ reception မှာနေပေါ့နေရဆိုရင်တော့အမတို့အဆောင်ရှိရပေါ့ဆောင်ရှိဆိုပြီးတော့အဆောင်လိုက်ကြည့်တဲ့အခါမှာအဆောင်အဆင်ပြေတယ်ပေါ့အဆင်ပြေတော့ဒီမျိုးအဆင်ပြေပြီးတော့လာပြီးတက်ဖြစ်တာပါဟုတ်ဒီမဲတင်းကနေပြီးတော့ဒီမှာလာတက်ရဆိုတော့ဒီမှာကျောင်းမှာကျွန်တော် GD program ကိုပဲနဲ့တခြား program တွေ join နေတဲ့အကိုကြီးရှိတဲ့အဆောင်မှာပဲကျောင်းကနေပြီးတော့ live စီစဉ်ပေးရပြီးတော့စားဖို့တောက်ဖို့ကတော့ကျွန်တော်တို့ကကျောင်းနဲ့နီးတဲ့ file တွေအများကြီးရှိရတာအဲ့တော့အဆင်ပြေပါတယ်ဟုတ်ကဲ့ပါမောင်လေးအဲ့ဆိုလို့ရှိရင်မောင်လေး Merry Christmas ပါเนาะအခုလိုမျိုးမအောင်ဖြည့်ပေးတဲ့အတွက်ကျောင်းဆင်းတော့မှာမဟုတ်လားဟုတ်ကဲ့ပါအဝေးနယ်မှာကျောင်းလာတက်မယ်မောင်လေးညီမလေးများအားလုံးကို LBU International College မှာဖိတ်ခေါ်ပါတယ်ရှင် Education for a promised future